သာသနာလူမိုက်ကြောက်ရင်လွဲရဲရင်မင်းဖြစ်မဲ့ခဲ့မင်းဘာဖြစ်ချင်လဲမီးတော့ရှင်ပင်ကြီးဖြစ်ရင်ဖြစ်မဖြစ်ရင်ကျွန်တော်ဖုန်းကြီးဝတ်ချင်တယ်ဆိုရဲကျွန်တော်ဟာမီးတောင်ကိုကြော်သမုတ်တရာကိုဖြစ်တဲ့ရှင်ပင်ကြီးမဖြစ်ခဲ့ပြီနဲ့ဖန်ရည်စွန်းတဲ့ဝက်ကိုဝက်စံမုတ်စိတ်ကိုဖြတ်တဲ့ရှင်သာမဏေလေးဖြစ်ခဲ့ဖေဖေပြောသလိုပဲနင်သားခေါင်းမာတယ်ဆိုလို့သာသနာနိုင်အောင်ကိုပြေးဆောင်နေတာကျွန်တော်ပေါ့အင်္ဂါထမင်းဝိုင်းလေးလူမစုံတာကြာပြီဒေါ်တော်ရဲ့လက်ရမစားတာကြာပြီဖေဖေရဲ့အိယာဝင်ပုံမြင်နေမကြားတာကြာပြီမမေရဲ့ရင်ခွင်မှာမခိုရတာကြာပြီညီမလေးရေနင့်ကိုလူမိုက်ကြီးအိမ်မကတ်တာအကြာကြီးကြာပြီမမေပြောသလိုပဲအကြီးကောင်ကအလဲလွန်တတ်တယ်တဲ့တမိပေါက်မို့တယောက်ထုံးခဲ့တာလားမြင်းစီးရမှာမို့တင်ကန်းစီးခဲ့တာဆိုတော့လေငါမြင့်ငါဆိုင်ငါခီးအရောက်သွားရမှာပဲလက်ပြန်စရာလမ်းမဲ့နေတော့လေကန်ဆက်စရာလိုကြသာသနာတောင်ကိုကျွန်တော်ထမ်းဆောင်ရအောင်မယ်မေးအဖေပြောနေကြစကားပါပဲနင်သားခေါင်းသိမ့်ပါဟုတ်တယ်မေးသာသနာနာဘက်ကိုကျွန်တော်နိုင်တော့ဝင်ထမ်းရအောင်မယ်မိုးတွေရမ်းသေးတာပဲမမေရေမမေအိမ်မှာလို့ရေကန်အသင့်ကြာအသင့်မဟုတ်တော့မိုးတဲ့ရေတဲ့စွန်းတလုံးစာအတွက်လည်းလှည့်လေရသေးတယ်မရကြုံခံရတာတဲ့တန်ကကြုံခံရတာကပုံမြက်ပါသေးတယ်မိမိဟာဟင်းပေါင်းနဲ့ပဲပြုတ်မနဲ့တနဲ့စွန်းနေစားရတော့ဒေါ်တော့လက်ရနဲ့ဥချတတ်တဲ့ညီမလေးကိုလည်းသတိရလားမောင်တို့ထမင်းဝိုင်းလေးခုံတိုးရအောင်ဆိုသူလဲသတိရတယ်ကိုဆွဲခဲ့တဲ့မောင်ကိုပဲပြည့်ရမှာမို့ကိုတိုက်နေတဲ့တာမေကျော်စစ်ပွဲကြီးပြီးရင်တော့အမေသားသာသနာလူမိုက်ကြီးအမေအိမ်လေးစီအပြေးပြန်ခဲ့ပါမယ်ယုံကြည်မှုနဲ့မျှော်လင့်ချက်တွေရှိနေသေးတော့သာသနာအနာဂတ်တဲ့ကျွန်တော်မိုက်တွင်းနေရအောင်ပဲဖေးဒီဘဝမှာကျွတ်တွန်းမဝင်သေးရင်တော့တန်တရာတစ်ခွင်မှာဒီမီတာစုနဲ့ပဲခလုတ်တိုက်ချင်တယ်အဲ့ဒီဘဝမှာတော့မမေချေရင်မှာဝဆင်းမမေရဲ့အိုဇာမင်းစာလေးမမေအနာပါပဲခစားပါပဲအခုတော့မမေရေအဖဂေါရမရဲ့သာသနာဓမ္မစက်ကြီးလဲနိုင်ဖို့အတွက်ကျွန်တော်နိုင်အောင်ဝင်ကိုထမ်းဆောင်ရင်တေးတေးရှင်းရှင်းသာသနာနိုင်အောင်ကိုကျွန်တော်ပြေးဆောင်နိုင်အောင်မယ်ဒီဘဝတော့မျောမနေနဲ့မေရေလက်ရချိုး